မင်းတို့ငါ့ကိုသိလားဒီမှာကြည့်ဟုံရှန့်ကရုရဲ့အထူးဝန်ထမ်းတွေပဲရတဲ့တစိမ့်ကွငါဖေကဟုံရှန့်ဖွဲကလူအဲ့ဒီတုန်းကသူကအကျိုးဝင်လုံးငကားကိုကောင်ရဲ့လက်အောက်မှာလုတ်ခဲ့တာဘာဖြစ်လဲကျိုးဝင်လုံးကတဏ္ဍာကြောက်တန်းလုပ်ငန်းကိုကင်ထားတာမင်းသိလားမင်းငါ့ကိုလာဆွတာသိချင်လို့ပဲဒီကောင်ကအရန်ဆူညံနေတာပဲအေးမြန်လာခဲ့ကြပါဦးမြန်လို့ငါလူခေါ်လိုက်မယ်မင်းနဲ့ငါမနောက်နဲ့စမ်းဟုတ်တယ်လုံကောအခုသူမဆူညံတော့ဘူးငါဟုံရှင်းကားဝတ်လျှော့မှာရှိနေတယ်ငါ့ကိုလာခဲ့ကြပါငါအဖေကိုမြန်သွားရှာပေးသူ့ကိုနည်းနည်းလောက်ယိုသေးမှုရှိစမ်းပါသူကအဲ့ဒီလုံးကဟူရဲ့အကိုကြီးကြားရဲ့အနီးကပ်လူယုံဖြစ်ခဲ့တာရန်သူတွေနဲ့ခြားကြတော့ကခြေထောက်တစ်ဖက်အပြက်ခံလိုက်ရတာလေအဲ့ဒီအပြင်ဟူရဲ့ပျောက်ဆုံးသွားကြတဲ့ကသူအခုလိုဘဝပြက်ပြီးဒုက္ခရောက်သွားတာဟိုင်ကောဒီချေမတန်တဲ့အဖိုးကြီးကတနေ့လုံးလူမတုံးသူမတုံးအိုနာစာပုံစံဖြစ်နေတာကိုမင်းကဘာလို့ဆက်ကြွေးမွေးထားရသေးတာလဲဟူရဲ့ပျောက်ဆုံးသွားတာဘယ်နှစ်နှစ်ရှိပြီလဲငါသာသူ့ကိုမကြွေးထားရင်ငါကြိုးဝင်လုံးနဲ့တွဲခဲ့ပူပါတယ်ဆိုပြီးလူတွေရှိမှဘလို့လောက်သွားကြလို့ရတော့မှလဲဒါဆိုငါ့ကိုဟိုင်ကောလို့ဘသူကခံညာတော့မှလဲဟိုင်ကောမင်းရဲ့သားဈေးထိတ်မှာအနိုင်ကျင့်ခံနေရပြီဘယ်ကောင်လဲဟင်းဟင်းရွက်ဈေးထိတ်မှာငါသားကိုလာရဲတာသွားမယ်လွတ်လိုက်စမ်းအေးငါရဲ့လုံကောအခု तू မဆူညံတော့ဘူးဟူရဲကိုယ်တိုင်တော့အယိုသေးပေးပြီးလုံကောလို့ခေါ်ရတဲ့သူကကြိုးဝင်လုံးပဲသူတို့ရှိနေသေးတာပဲကိစ္စအားလုံးကိုငါမှကြားပြီးပြီညီကိုတို့အလုပ်ကိုတေချာအကောင်းဆုံးလုပ်ကြပါခစ်တွေပြောင်းသွားလို့အားလုံးကဝစ်စုံပြေတွေဝစ်ထားကြပေမဲ့အဲ့ဒီတုန်းကသွေးတောက်စိတ်တက်ကိုတော့မမေ့ကြနဲ့လုံကောရဲ့မျက်နှာကိုလည်းမပြတ်စေနဲ့ယောက်ျားအစည်းအဝေးလုပ်နေတာလေအလုပ်လုပ်နေတဲ့အချိန်ကုမ္ပဏီကိုမလာပါနဲ့လို့ဘယ်နှခေါက်ပြောရမလဲမင်းကြည့်စမ်းဒါဟူစီမဟုတ်လားအေး तू ဝလာတာပဲသူကဟူစီပဲလုံကောဟူစီကငါနဲ့ယာတူးချင်းအတူတူပဲသူ့လိုလူကတော့လုံကောလို့ရိုးရိုးသေးသေးခေါ်ရတယ်ဆိုရင်အဲ့ဒါကနှစ်တွေအများကြီးကြာခဲ့ပြီညီကိုတွေကမင်းပြန်လာမှာကိုပဲစောင့်နေခဲ့ကြတာမင်းနောက်ဆုံးတော့ပေါ်လာပြီပေါ့ဟုံရှက်ရဲ့ဒရိုက်တာလူကြီးမင်းတို့လုံကောရဲ့သတင်းရပြီအဖွဲ့ဝင်အားလုံးထွက်ခွာမယ်ဟုံရှင်းကားဝရှော့ကိုဟုတ်ကဲ့အားလုံးကားပေါ်တက်ဟုံရှင်းကားဝရှော့ကိုသွားပြီးလုံကောကိုသွားရှာမယ်အနိုင်ကျင့်တဲ့ကောင်ကိုငါတယောက်မှအလွတ်မပေး